ကျွန်တော်ဒီနေ့တင့်ကိုကလေးတွေအကြားအလွန်များသောအဖျားကြောင့်ဖြစ်သောတုန်ခါမှု febrile seizures အကြောင်းပြောပြပေးပါမယ်။တခါတလေဆရာဝန်တယောက်အနေနဲ့အဖျားကြောင့်တုန်ခါမှုကအယမ်းများတယ်လို့ပြောပေမဲ့မိဘတွေအတွက်အထူးသဖြင့်ယနေ့ခေတ်မှာမိသားစုတည်တည်လေးတွေအတွက်တော့ဒါကအလွန်စိုးရိမ်စရာဖြစ်ပါတယ်။တခါတလေဒါကမျက်လုံးတွေအပေါ်ဘက်ကိုလှည့်သွားတာတွေးတက်တုန်ခါတာသို့မဟုတ်ထပ်ခါတလဲလဲတုန်ခါမှုတွေဖြစ်နိုင်ပါတယ်။တင့်ကလေးမှာဒီလိုလက္ခဏာတွေရှိပေမဲ့အခြားပြဿနာတစ်ခုမှမရှိဘူးဖွံ့ဖြိုးတိုးတက်မှုနောက်ကျတာမျိုးလည်းမရှိဘူးဆိုရင်စိုးရိမ်စရာမလိုပါဘူးကြောက်စရာလည်းမလိုပါဘူးကလေးကိုလေးဝင်လေးထွက်ကောင်းတဲ့အခန်းထဲမှာထားပါပြီးလေကလေးမှာအဝတ်အစားတင်းတင်းနဲ့ဝတ်ထားရင်ထုတ်ပေးပြီးကြည့်ပါမိနစ်အနည်းငယ်အတွင်းမှာပဲအားလုံးပြန်ဆင်ပြေသွားပါလိမ့်မယ်အခြားဆေးဝါးတစ်ခုမှမလိုအပ်ပါဘူးပြဿနာတစ်ခုတည်းကတော့အပူမရှိပဲတုပ်ကွေးလက္ခဏာတွေထက်တလဲလဲဖြစ်နေတဲ့ကလေးတွေမှာအပူနဲ့တုပ်ကွေးဖြစ်မှုတဲ့တမိုင်းရှိပြီးထက်တလဲလဲဖြစ်နေတဲ့ဆိုရင်တော့စစ်ဆေးမှုတွေလိုအပ်လာနိုင်ပါတယ်ဥပမာတွေ electrolyte ခေါက်ဆီယမ်တက်မှန်ရိုက်ခြင်းနဲ့တခါတလေမိခင်မွေးရာဇာတိဆိုင်ရာစစ်ဆေးမှုတွေပါလိုအပ်နိုင်ပါတယ်ဘာလို့လဲဆိုတော့မိခင်မွေးရာဇာတိအခြေအနေတချို့ကဒီလိုပဲဖြစ်နိုင်လို့ပါဒါဆိုရင်ဘယ်ချိန်မှစိုးရိမ်တင်တယ်လဲဘယ်ချိန်မှသတိထားတင်တယ်လဲတင်ကလေးမှာတစ်ဖက်ဘက်ထဲမှာတုပ်ကွေးဖြစ်တာအပူနဲ့တစ်ဖက်ဘက်ထဲမှာထပ်တလဲလဲတုပ်ကွေးဖြစ်တာထို့နောက်လက်အားနေခြင်းခြေထောက်အားနေခြင်းနောက်ပြီးစိတ်တဘောအခြေအနေပြောင်းလဲနေခြင်းတာဝန်ခံရင်တော့စိုးရိမ်တင်ပါတယ်။ဒါကြောင့်တင်ကလေးမှာအပူနဲ့တုပ်ကွေးဖြစ်တဲ့အခါတိုင်းဒီချက်တွေကိုသတိထားတင်ပါတယ်။ရေဘူးရအဖြစ်ဆေးဝါးမလိုအပ်ပါဘူး။ရှည်လျားစွာဆေးဝါးတောက်ရအကြံပြုထားခြင်းမရှိပါ။အပူနဲ့တုပ်ကွေးဖြစ်တဲ့အချိန်မှာသို့မဟုတ်တင်ကလေးမှာနောက်တစ်ချိန်ပြန်ဖြစ်လာတဲ့အချိန်မှာခွားပဇံတစ်ဖလက်ကိုပေးလိရှိပါတယ်။ဒါပေမဲ့ရေဘူးရအဖြစ်ပဟုတုတမြောက်နိုင်ငံတွေမှာတောင်ဒီဆေးတွေမပေးကြပါဘူးဒီဆေးတွေကိုအိန္ဒိယဒေတာအနီးနားမှာသာပေါ်တွေ့ရပါတယ်အပူချက်ချင်းတက်လာတာတောင်တုပ်ကွေးဖြစ်စေနိုင်ပါတယ်စိတ်လှုပ်ရှားစရာမလိုပါဘူးအဲ့ဒီအတိုင်းထားလိုက်ပါအလိုလျောက်ပြန်တက်တာသွားပါလိမ့်မယ်တုပ်ကွေးပြီးရင်တင့်ကလေးဆရာဝန်နဲ့အုံနောက်ထူကူဆရာဝန်ကိုတိုင်ပင်ပါ